မြတ်စွာဘုရားရှင်ကဝင်းတော်တွေလာနေတယ်ခုနဘုရားရှင်ဖြစ်တော့ဇီဝကစိတ်တိုက်တယ်ဘုရားသက်မညွတ်တဲ့ဉာဏ်နဲ့အဲ့ဒီဝင်းကိုတားရင်ရလားရနိုင်တော့တယ်ဒါရင်သက်မညွတ်တဲ့ဉာဏ်ကြီး၄သိန်းရေကဘာတသိန်းရအဲ့ဒီတမန်ဆေးเสียနိုင်တဲ့ဝင်းပိတ်ဆေးလောက်ကိုသုံးဖို့လားအေးမတ်တော့ဘောက်တယ်ဟာအဝေါ်ရကောင်ခုမှသဘောပေါက်တယ်ဒီတတိပဋ္ဌာန်တွေဥပဒနာတွေကအလွန်တရာခက်ခဲတဲ့ကိလေသာကိုဖောက်ခွဲဖို့လေဗာမီတုံလောက်တော့ဖျားတာပြောက်ဖို့တော့နေလိုက်တော့ဆရာဝန်ကြီးသွားတော့ဝေလူဝင်ဆရာတော်ဘုရားကြီးဆရာဝန်တွေသိတဲ့ဝေဒနာကိုဖះမဟုတ်ဘူးဖះသိတဲ့ဝေဒနာရှင်မြတ်ကွဲအောင်လုပ်ပါလို့ပြောရတယ်ဖះသိတဲ့ဝေဒနာအဲ့ဓာတ်လျှောတော်မြတ်စွာဘုရားတပ်ပြီးတဲ့ဉာဏ်နဲ့အရဟတသမဘတ်နဲ့ဓာတ်လျှောတာတားရမလားတားကြမလို့ဘူးလေဒီရဲ့ခက်ခဲတဲ့အရာကိုဖះလုပ်ဖို့လေထင်းဒီတဲ့မီးနဲ့ရှိုးလိုက်မောထင်းကိုဖျောင်းနေတဲ့နဲ့မီးရှို့လို့ရတယ်လေမမတုံကိုတုံးလို့ရဲ့ရနည်းနည်းသဘောပေါက်သွားပြီလားတော်သေးတာတော်သေးတာမပေါက်လည်းသေတော့မယ်ဟောရတာဩဒုက္ခပဲအဲ့တော့မြတ်စွာဘုရားရှင်ကအဲ့ဒီဘောဓိ